ရဲတစေဆိုတာယုံတန်းစကားပါလို့လူတော်တော်များများပြောလို့ရှိကြတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကိုအေရှင်တွေမကတာဝန်ကျရဲရရှိတွေ BBC သတင်းတောက်တွေနဲ့စိတ်ပညာရှင်တွေပါကိုယ်တိုင်ကိုယ်ကျမျက်မြင်တွေ့ခဲ့ရပြီဆိုရင်ရောသင်ဘယ်လိုညင်းမလဲ။ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပြည်ထောင်နိုင်ငံသမိုင်းတစ်လျှောက်အထောက်အထားခိုင်လုံဆုံးနဲ့ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်ရမယ်။အဖီးတစေချောင်းကိုအကြောင်းပဲဖြစ်ပါတယ်။ဇလန်ရဲ့အစက1989ခုနှစ်ဩဂုတ်လ30ရက်နေ့မှာစတင်ပါတယ်။ဒီနေရာကတော့လန်ဒန်မြို့မြောက်ပိုင်းအန်ဖီရက်ကွက်ကအိမ်မက်284မှာပါ။ဒီအိမ်လေးမှာဘက်ဂီဟာဆန်ဆိုတဲ့မိခင်ဖြစ်သူဟာသမီးမာဂရက်12နှစ်နဲ့ဂျဲနယ်17နှစ်သားငယ်2ယောက်ဖြစ်တဲ့ဂျော်နီဘီလီတို့နဲ့အတူနေထိုင်ပါတယ်။အဲ့ဒီညကဘက်ဂီတယောက်ကလေးတွေကိုအိမ်အောင်ဝင်ကိုတွားလွှတ်လိုက်တဲ့အချိန်မှာပဲအပေါ်တက်အခန်းထဲကနေထူးဆန်းတဲ့အသံတွေစကြားရတယ်။ကလေးတွေစော့နေရလို့ထင်ပြီးဘက်ဂီပေါ်တက်ကိုတက်သွားတဲ့အခါအခန်းထဲကမြင်ကွင်းကြောင့်သူမအသက်ရှူရမတက်ဖြစ်သွားခဲ့ရတယ်။အခန်းထဲမှာကလေးတွေကကြောက်လန့်နေကြနဲ့တောင်းတနေရမှာစုကန်နေပြီးအခန်းတောင်ကတစ်သားပြီးလို့ကြီးကသူ့အလိုလိုရွေလျားနေတာမြင်လိုက်ရတယ်။ဘက်ဂီကအဲ့ဒီဘီယိုကိုနယံဘက်ကိုအတင်းပြန်တွန်းကပ်ပြီးမြင်ရတဲ့အင်အားကြီးမှတဲ့လက်တစုံဟာဘီယိုကြီးကိုသူမဘက်ပြန်တွန်းထုံနေခဲ့တယ်။ချိန်ထဲမှာပဲအိမ်ရဲ့နေရနေစီကနေဆိုတဲ့သူ့ရိုက်တဲ့အကျေးကြီးထွက်လာပါတယ်။မိသားစု9ယောက်လုံးကြောက်လန့်တကြားနဲ့အိမ်ရောက်ထက်ကိုပြေးဆင်းပြီးအိမ်ကြီးချင်းတွေအကူကြီးသွားတောင်းခဲ့ကြပါတယ်။အိမ်ကြီးချင်းတွေကလည်းအိမ်ထဲကိုဝင်စစ်ဆေးပြီးဘသူ့ကိုမှမတွေ့ရပါဘူး။ဒါပေမဲ့နေရန်ထူတန်နေရတာဆက်ထွက်နေတော့မှာပဲ။နောက်ဆုံးတော့ရဲကိုသူတို့ဖုံးဆက်ခေါ်လိုက်ကြတယ်။အဲ့ချိန်မှာပဲရဲမေကောက်လင်းတဲ့အတူသူ့အဖွဲ့ရောက်လာပြီးအိမ်ကိုစစ်ဆေးကြပါတော့တယ်။ရဲတွေကဒါဟာလူတွေရဲ့နောက်ပြောင်မှုလို့ထင်ခဲ့ပေမဲ့သူတို့ကိုယ်တိုင်အိမ်ထဲရောက်တဲ့အခါအခြေအနေကလုံးဝပြောင်းလဲသွားပါတယ်။ရဲမေကာရိုလင်းရဲ့တရားဝင်ထွက်ဆိုချက်မှတ်တမ်းထဲမှာဘလို့ရေးသားထားလဲဆိုတော့ကျမအိမ်ထဲမှာရက်နေတော့အိမ်ကန်းထဲရဲ့တစ်သားကလထိုင်တစ်လုံးကချမ်းမြေပေါ်ကနေလေထဲကိုတလက်မကမြောက်တက်သွားပြီးကျမရှိမှတယ်4ပေလောက်လိုရွေ့သွားခဲ့ပါတယ်။ကလထိုင်မှာကျိုးရီတက်ထားသလားဆိုတာစစ်ဆေးခဲ့ပေမဲ့ဘာမှမရှိခဲ့ပါဘူးဆိုပြီးရေးသားထားပါတယ်။ရဲတွေကဒီကိစ္စသူတို့တက်နိုင်တဲ့အပိုင်းမဟုတ်တော့ဘူးဆိုတာသိလိုက်တဲ့အတွက်မိသားစုကိုနှစ်သိမ့်ပြီးပြန်လှည့်ထွက်သွားခဲ့ရပါတယ်။ဒီသတင်းကချက်ချင်းပဲပြည်ထောင်နိုင်ငံလုံးပြန့်သွားခဲ့ပါတယ်။ Daily Mirror သတင်းစာတိုက်ကသတင်းတောက်တွေ BBC ရုပ်သံအဖွဲ့တွေအိမ်ကိုရောက်လာကြပါတယ်။ BBC အဖွဲ့ကအိမ်ထဲမှာကင်မရာတွေအသံဖမ်းစက်တွေတက်ဆင်ပြီးမှတ်တမ်းတင်ကိုကြိုးစားကြတယ်။ဒါပေမဲ့ထူးဆန်းတာကအိမ်ထဲကိုရောက်တာနဲ့အသစ်ဆက်ယူလာတဲ့ကင်မရာတွေပြတ်သွားတာ။အသံဖမ်းစက်တိတ်တွေကတိတ်ခွေတွေလိုပြတ်တောက်သွားတယ်ပြစ်ကုန်တယ်။နောက်ဆုံးသတင်းတောက်တယောက်ဆိုရင်သူ့မျက်စိရှည်မှာလေထဲကနေပြန်ဝဲလာတဲ့လေကိုကစားတဲ့အရုပ်ကလေးနဲ့မျက်နှာကိုပေါက်ခံလိုက်ရပါတယ်။ဒီဖြစ်ပျက်ကိုစုံစမ်းမှုပြည်ထောင်နိုင်ငံစိတ်ပိုင်းဆိုင်ရာသူတေသနအဖွဲ့ SPR ကအတွေ့အကြုံရဲ့စုံစမ်းရေးမှူး Moss Cross ရောက်လာခဲ့ပါတယ်။သူရောက်လာပြီးနောက်မှာတော့6လက်မှုတွေအစာပေါင်းများစွာပိုဆိုးလာခဲ့ပါတယ်။မိကြီးတွေသူ့လိုမီးတောက်လာတာပကံပြားတွေလေထဲပြန့်ဝဲနေတာတံပိုက်လုံးတွေကွေးကောက်သွားတာတွေကို Moss တယောက်ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့အဆိုးဆုံးကအဲ့ဒါတွေမဟုတ်ဘူး။အဆိုးဆုံးက17နှစ်အရွယ်သမီးလက်ကလေးဂျဲနဲ့စီကနေစတင်လာတာပါ။ရက်တွေကြာလာတာနဲ့အမျှအဲ့ဒီမမြင်ရတဲ့အရာကြီးကဂျဲနဲ့လီကိုပြစ်မှတ်ထားလာပါတယ်။ဂျဲနဲ့လီကညဘက်တွေမှာအိပ်ရာပေါ်ကနေလေထဲကိုမြောက်တက်သွားတာအခန်းတစ်ဖက်ကိုအချမ်းပဒံလွတ်ပစ်ခံရတာတွေစတင်ကြုံတွေ့လာတယ်။အဆိုးရွားဆုံးနေ့တစ်နေ့မှာတော့17နှစ်အရွယ်မိန်းကလေးငယ်ဂျဲနဲ့ရဲ့လေချောင်းတွေကနေအသက်80ရွယ်ယောက်ျားကြီးတယောက်အော်ရှာတိုင်ထွက်ပေါ်လာခဲ့ပါတယ်။စုံစမ်းရေးမှူးမော့စ်ကအတန်ဖားဆက်ကိုဖွင့်ပြီးမေးလိုက်ပါတယ်။မင်းမတူလေဘာလို့ဒီအိမ်မှာနေနေတာလဲ။ဂျင်းရဲ့နှကန်းတွေပွင့်လာပြီးလူကြီးတဲ့အိမ်နဲ့ပြန်ပြေးခဲ့တယ်။ငါနာမည်ဘီလီဝစ်ကင်ငါဒီအိမ်မှာနေရတာငါအောက်ထက်ကထိုင်ကိုမှအိမ်မပြောခင်သူ့ကိုစိတ်ပြီးတည်သွားခဲ့တာ။ဒီမတန်းကို BBC အပါအဝင်မီဒီယာတွေအကုန်လုံးကထုတ်လွှင့်ခဲ့ကြပါတယ်။နောက်ပိုင်းမှာသူတွေစုံစမ်းကြည့်တဲ့အခါဟော့ဆန်မီသားသူပြောင်းရွှေ့မလာခင်နှစ်အတော်ကြာကဒီအိမ်မှာဘီလီဝစ်ကင်ဆိုတဲ့ဘိုးတော်ကြီးတယောက်တကယ်နေထိုင်ခဲ့ပြီးအိမ်ရောက်ထက်ဧကန်တွေကကလထိုင်ပေါ်မှာ
သွေးကြောပေါက်ပြီးတေဆုံးသွားခဲ့ပါတယ်ဆိုတဲ့အချက်ကိုအတည်ပြုနိုင်ခဲ့ပါတယ်17နှစ်အရွယ်ကျဲနယ်လေးလုံးဝမသိနိုင်တဲ့ချက်လက်တွေပါဒီချောင်းလန့်မှုတွေက1989ခုနှစ်ကနေ1989ခုနှစ်ထိ18လတည်းစမပြတ်ဖြစ်ပွားခဲ့တာပါမတန်းတင်ထားနိုင်ခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရပေါင်း2000ကျော်တောင်ရှိခဲ့ပါတယ်နောက်ပိုင်းမှာတော့ဘာသာရေးကောင်းဆောင်တွေကျွမ်းကျင်သူတွေရောက်လာပြီးနောက်မှာဒီဖြစ်ရတဲ့ဖြည်းဖြည်းငြိမ်သက်သွားခဲ့ပါတယ်ချိုရောတန်တွေကရှိသူတွေကဒါကလေးတွေကလူအာယုစိုက်ခံရအောင်လှုပ်ကြံဖန်တီးတာလို့ဆွဆွဲခဲ့ကြပါတယ်ဒါပေမဲ့ကလေး2ယောက်တည်းကရဲတွေသတင်းတောက်တွေနဲ့စိတ်ပညာရှင်တွေအားလုံး18လတည်းလဲသားထားနေဘူးပြတ်နိုင်ပါမလားလေထဲမှာပြန်ဝဲနေတဲ့ပစ္စည်းတွေရဲရရှိကိုယ်တိုင်တွေ့ခဲ့ရတဲ့လေးထဲမြောက်နေတဲ့ကလတ်တိုင်းနဲ့ဘီလီဝကင်းအတန်တွေကိုရောဘယ်လိုရှင်းပြကြမလဲရွေရောက်လာတဲ့ဂျဲနကတော့နောက်ပိုင်းအင်တာဗျူးတစ်ခုမှာဒီလိုပြောခဲ့ဖူးပါတယ်အဲ့ဒီအရာကကျမတို့ကိုတတ်ချင်ခဲ့တာမဟုတ်ပါဘူးသူကမိသားစုနဲ့အတူနေချင်ခဲ့ရုံတသက်ပါဒါပေမဲ့သူ့လိုရက်တွေကတော့ကျမတို့ဘဝတွေကိုထာဝရဖျက်ဆီးပစ်ခဲ့ပါတယ်ဒီ invite စေချောင်းမှုဖြစ်ပျက်ကခုချိန်ထိသိပ္ပံနည်းချက်ရှင်းပြလို့မရသေးတဲ့ကမ္ဘာကြီးမားဆုံးဗဟိကြီးတွေရဲ့တစ်ခုဖြစ်ကျန်ရှိနေသေးပါပရိသတ်တွေရောဒီကိစ္စကိုတကယ်စေချောင်းမှုလို့ထင်လားဒါမှမဟုတ်အခြားကြောင်းပြချက်တစ်ခုခုများရှိနေမလားဆိုတာကွန်မန့်မှာဆွေးနွေးပေးတော့ကြပါဦးကဲဒီကနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲလုံးဝစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှန်နေမှုကင်းနေတဲ့ဗဟိကြီးဇလန်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာမို့ channel ကို subscribe လုပ်ပြီးမမေ့ပါနဲ့အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့